ယ်သူတယောက်အနေနဲ့ဒီလိုပွဲညွန့်တင်ပြီးတော့မှဂျင်းထက်မခံရအောင်ဘာတွေလုပ်တင်လဲဆိုတော့ကိုကလမ်းမတန်းကိုဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ဝင်စားတဲ့လမ်းမတန်းရဲ့ဈေးနှုန်းတွေကို Facebook မှာပဲဖြစ်ဖြစ်ဈေးရန် app ကနေပဲဖြစ်ဖြစ်လေ့လာလို့ရပါတယ်ဒီအိမ်ချမ်းမြေဈေးနှုန်းတွေကိုအနေအချင်းသိထားတဲ့ဆိုရင်တော့ရောင်းသူပဲဖြစ်ဖြစ်ပွဲစားတွေပဲဖြစ်ဖြစ်ကိုဂျင်းထည့်နိုင်ဖို့ကတော်တော်လေးခက်ခဲသွားပါမယ်ဈေးရန် application မှာတော့လမ်းမတန်းမြေကွက်တွေကိုမြို့နယ်အလိုက်ရက်ကွက်အလိုက်တွေရွေးချယ်ပြီးကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ဘယ်လမ်းမှာဘာဈေးတွေဘယ်လိုပေါက်နေလဲဆိုတာကိုအလွယ်တကူလေ့လာလို့ရတယ်ပြီးတော့ဒီမြေကွက်ကိုပဲကိုကစိတ်ဝင်စားတဲ့သူ့ရဲ့ဈေးနှုန်းအမှန်တကယ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကိုမြေပြင်မှာစိတ်မကြည့်ခင်မှာအကျိုးဆောင်2ယောက်3ယောက်နဲ့ဖုန်းဆက်ပြီးတော့မှမေးတာပဲဖြစ်ဖြစ် Facebook group တွေမှာဈေးနှုန်းတွေကိုလိုက်ပြီးစုံစမ်းတာပဲဖြစ်ဖြစ်လုပ်တင်ပါတယ်အဲ့ခါကျမှကိုလိုက်ပြတဲ့အကျိုးဆောင်ကဈေးကိုတင်ထားတယ်ဆိုလို့ရှိရင်တော့ကိုကသိနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဈေးကွက်ရဲ့ဈေးနှုန်းတွေကိုလေ့လာထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသူဂျင်းထဲနိုင်ခြင်းရှိလားအမှန်တကယ်ပဲဒီဈေးနဲ့ရောင်းနေတာလားဆိုတော့ကိုသိနိုင်ပါတယ်ဗျလမ်းမတန်းရှာနေတဲ့အဝယ်များအနေနဲ့ဂျင်းထက်ခံရဘူးတဲ့အတွေ့အကြုံရှိတယ်ဆိုရင်တော့ comment မှာရေးထားပေးခဲ့ပါဂျင်းထက်မခံရအောင်လဲဈေးရန် app ကိုအခမဲ့ download ရယူပြီးတော့မှအင်ချမ်းမြေတွေကိုမိမိနေအိမ်ကနေပဲအချိန်ကုန်လူပင်ပန်းတက်တာပြီးတော့မှလေ့လာလို့ရပါတယ်ဗျဈေးရန် application download link ကို comment ထဲမှာချပေးသွားမှာဖြစ်လို့အခုပဲ download ရယူလိုက်ပါကျေးဇူးတင်ပါတယ်ဗျ